အားလုံးပဲမင်္ဂလာပါဗျာ KNW Parmis blog ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောမယ့်ကောင်းစဉ်ကတော့ကျွန်တော်ယုံကြည်မှုရှိမှစလုပ်မယ်လို့မတွေ့ပါနဲ့ဟုတ်ပါတယ်ကျွန်တော်ဗီဒီယိုတွေမတင်ဖြစ်တာတစ်လကြော်လောက်ရှိတော့ပါပြီအမှန်ဆိုကျွန်တော်တပတ်ကူဗီဒီယိုတစ်ပုတ်တင်မယ်လို့ဆုံးဖြတ်ထားပေမဲ့အလုပ်တွေတကယ်ရှုံနေတာနဲ့ဗီဒီယိုတွေမလုပ်ဖြစ်ခဲ့ဘူးအခုလည်းရတဲ့ချိန်လေးနဲ့အမေရဖမ်းယူပြီးဒီဗီဒီယိုရိုက်လိုက်တာပါကိုဝါသနာပါတဲ့အလုပ်ဆိုတာဒီလိုပါပဲရတဲ့ချိန်လေးနဲ့ဖြစ်အောင်စားရတာပဲကျွန်တော်လောက်ခါစားကဆိုငါသားမျိုးတွေလောက်နိုင်ပါမလားဆိုပြီးတော့ကိုယုံကြည်မှုလုံးဝမရှိခဲ့ဘူးအမှန်ပဲအခုကြည့်နေတဲ့မိတ်ဆွေတို့ထဲမှာရောဗီဒီယိုတွေတော့လောက်ချင်တယ်ဒါပေမဲ့ယုံကြည်မှုမရှိလို့ဝေခွင့်မရဖြစ်နေတဲ့သူတွေရှိလားကျွန်တော်တခုပြောပြစေယုံကြည်မှုရှိမှစလုပ်မယ်လို့မတွေးပါနဲ့ကောင်းစင်တဲ့အတိုင်းပဲယုံကြည်မှုရှိမှစလုပ်မယ်လို့မတွေးပါနဲ့တကယ်တော့လုံရင်းထဲမှာယုံကြည်မှုကရောက်လာတာပါကဘာပေါ်မှာအောင်မြင်တဲ့သူတွေကျွန်တော်တို့အားကြားရတဲ့ကောင်းဆောင်တွေအားလုံးဟာ100%အစင်တဖြစ်မှစခဲ့ကြတာမဟုတ်ပါဘူးလုံရင်းနဲ့လမ်းလျှောက်ရင်းနဲ့လမ်းဖောက်လာကြတာကြီးပါပဲကျွန်တော်တို့ကြောက်တတ်တာကတော့အဆန်မဟုတ်ပါဘူးကြောက်ရတဲ့လုံရဲတာကမှကျွန်တော်တို့တကယ်တတိပါငါမတော်သေးပါလားဆိုပြီးတော့နောက်ဆုတ်လိုက်တာဟာကျွန်တော်ရဲ့အိမ်မက်တွေကိုကျွန်တော်တို့ကိုယ်တိုင်တက်လိုက်တာနဲ့အတူတူပါပဲကျွန်တော်တို့ရဲ့ဘဝမှာပြည့်စုံတဲ့ချိန်ဆိုတာဘယ်တော့မှရှိလာမှာမဟုတ်ပါဘူးဒါကြောင့်ဒီနေ့ကျွန်တော်တို့ပဲတင်မလုပ်ရဲသေးတဲ့အလုပ်တစ်ခုကိုရွေးပြီးလုပ်ကြည့်လိုက်ပါလုပ်ပြီးသွားတဲ့အခါမှာဟာငါလည်းလုပ်နိုင်ပါလားဆိုတဲ့အတိနဲ့အတူယုံကြည်မှုကအလိုလိုရောက်လာပါလိမ့်မယ်ကျွန်တော်လို့ပေါ့လေကိုခွေးရပေးကြည့်ပါတင်လုံနိုင်တယ်ဆိုတာကိုယုံကြည်လိုက်ပါမလုံနိုင်ဘူးဆိုတော့ဘာမှမရှိပါဘူးဒါကြောင့်တင်မလုံရတဲ့အလုပ်တွေရှိရင်စံလုံးကြည့်ပါကိုယုံကြည်လိုက်ပါဗီဒီယိုကိုဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်မိတ်ဆွေတို့ကရောလက်ရှိမှာမလုံရသေးပဲဖြစ်နေတဲ့အလုပ်တွေရှိလားကျွန်တော်ရဲ့ comment မှာရေးတော့ပြလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye bye